အချိန်တစ်နှစ်ခွဲကြာအောင်အိမ်ဖော်မာလေးနဲ့တိတ်တိတ်ပေါ်အတူတူနေခဲ့တဲ့ရုပ်ရှင်မင်းသားကြီးအောင်ရဲလင်းရုပ်ရှင်မင်းသားကြီးအောင်ရဲလင်းလို့ပြောလိုက်မယ်ဆိုရင်မြန်မာတိုင်းနိုင်ငံလုံးကလူတွေအကုန်လုံးကသိကြမှာဖြစ်ပါတယ်နော်။ဒါပေမဲ့ရုပ်ရှင်မင်းသားကြီးအောင်ရဲလင်းဟာလက်ရှိမှာတော့လူမှုရေးရုပ်ရှင်နဲ့ပတ်သက်ပြီးတော့မှပြဿနာတွေပေါက်နေခဲ့ဖြစ်ပါတယ်။အောင်ရဲလင်းဟာဆိုရင်မန္တလေးဟိုတယ်ပိုင်းရှိတထေသမီးနဲ့စစ်ဆက်နေကြတာဖြစ်ပြီးတော့တထေသမီးနဲ့တွဲနေစေကာလအတော်တွင်မှာအိမ်ဖော်မာလေးနဲ့လည်းအတူတူနေပြီးဖောက်ပြန်နေကြတာဖြစ်ပါတယ်ရှင်။ဖြစ်ပုံမှာဟိုတယ်ပါရှိသေးသမီးနဲ့လမ်းခွဲခဲ့ရတဲ့အကြောင်းရင်းကိုမဖော်ပြခဲ့ပေမဲ့လည်းအကူမလေးနဲ့ဖောက်ပြန်တဲ့ကိစ္စကိုဟိုတယ်ပါရှိသေးသမီးကသိရှိသွားခဲ့တဲ့အတွက်ကြောင့်လမ်းခွဲရတယ်လို့ရေကူကအပြင်းစားလို့ရပါတယ်ဟိုတယ်ပါရှိသေးသမီးနဲ့လမ်းခွဲပြီးတဲ့နောက်မှာအကူနဲ့ပေါ်တင်တင်ကိုတိတ်ခုတ်လာခဲ့ပြီးတော့ရှူတယ်မှာလည်းပဲအကူကနေပြီးတော့အင်ဂျီကိုလာမပို့ပေးတဲ့အတွက်ကြောင့်စိတ်ဆိုးပြီးတော့ဒေါသထွက်ရကနေပြီးတော့ဒီလိုကိစ္စတွေဟာပူပေါ်လို့ပေါ်လာခဲ့တာဖြစ်ပါတယ်အောင်ရဲလေးကသူချရတဲ့ကိုကတမီးရဆိုရင်သူ့ရဲ့ရှူတဲ့ကိုမလိုက်လာလို့ဆိုပြီးတော့ရှူတဲ့မှာအလုံးမင်းတောင်းကျခဲ့ပါတယ်ဒီလိုမျိုးတောင်းကျရကနေပြီးတော့ရုပ်ရှင်တိုင်းဝိုင်းနဲ့တခြားသောတိုင်းဝိုင်းတွေကပါသိရှိသွားခဲ့ပြီးအခုလိုမျိုးလူများရဲ့ပါဇက်ဖျားမှာအောင်ရဲလေးရဲ့ကိစ္စဟာထုတ်ပေါ်လာခဲ့ရတာဖြစ်ပါတယ်အောင်ရဲလေးရဲ့ပြည်သက်တွေကတော့အောင်ရဲလေးလိုမျိုးနိုင်ငံကျော်ရုပ်ရှင်မင်းသားတယောက်နေနဲ့အခုလိုဂုဏ်သိက္ခာမရှိတဲ့လုပ်ရမျိုးကိုကျွလွတ်မှာမဟုတ်ဘူးလို့အတိအကျပြောနေကြပါတယ်ဒါအပြင်ကူမာလေးနဲ့ဖောက်ပြန်နေပြီးတော့အတူတူနေခဲ့တာလည်းပဲအချိန်ကာလအားဖြင့်တစ်နေ့ခွဲလောက်ရှိနေပြီဖြစ်ပြီးတော့ဟိုတယ်ပါရှိတဲ့သမီးနဲ့လမ်းမခွဲခင်ကတည်းကအတူတူခိုးစားနေကြတာလည်းဖြစ်ပါတယ်အခုလိုမျိုးအငင်းပေါက်ပဲခြင်းတွေမှာအောင်ရဲလေးရဲ့ဆရာဖြစ်သူဆရာရှုံလင်းကလည်းသူ့ရဲ့တပည့်ဖြစ်သူအောင်ရဲလေးရဲ့သတင်းကမှန်ကန်ကြောင်းကိုအတိပြုပြကြလိုက်ပါသေးတယ်သူ့ရဲ့တပည့်ကအိမ်ပေါ်မနဲ့ပဲဖြစ်ဖြစ်အသေးမနဲ့ပဲဖြစ်ဖြစ်တို့အေးလားဆိုပြီးတော့မှပြန်လဲပြီးခြေပပြောဆိုလာခဲ့တာဖြစ်ပါတယ်အတလေးမှာလူတယောက်ကိုတကယ်ချစ်မိသွားတဲ့အခါမှာဘာမှမမြင်တော့ပါဘူးရုပ်ရည်ဥစ္စာသနာတွေအတိအကမကြတော့ပါဘူးနော်ကြည်ကြည်တဲ့ချမ်းသာတဲ့ထေးမချစ်သူကိုလမ်းခွဲကကူမလေးကိုရွေးချယ်လိုက်တာဟာလည်းမှန်ကန်တဲ့ဆုံးဖြတ်ချက်ဖြစ်နိုင်ပါတယ်နော်တချို့ကြားတဲ့သတင်းပြည့်တရားဆိုရင်အောင်ရဲလေးဟာတကယ်ကိုတနာချင်တဲ့မင်းသားတယောက်ဖြစ်ခဲ့ပါတယ်။ဒါကြောင့်မလို့သူရဲ့ချစ်သူထေးမကအိမ်ပေါ်မကိုအနိုင်ကျင့်စော်ကားတာဒီကိုမြင်တွေ့ရတဲ့အခါမှာအိမ်ပေါ်မလေးကိုတနာရာကနေချစ်ပြီးသွားတယ်လို့လည်းဆိုပါတယ်။အချိန်နဲ့ကြာလာတဲ့အခါမှာလည်းပဲအိမ်ပေါ်မလေးကလည်းအောင်ရဲလေးကိုအာကိုရင်းနဲ့ချစ်မိသွားကနှစ်ဦးနှစ်ဖက်အတူတူတဘောတူညီကနေထိုင်ခဲ့ကြရဖြစ်ပါတယ်။ထို့အချိန်မှာအောင်ရဲလေးကသူ့ချစ်သူတထေးမကိုတော့လမ်းခွဲခဲ့ခြင်းမရှိပဲအိမ်ပေါ်မလေးနဲ့အတူတူခိုးစားနေခဲ့ကြတာဖြစ်ပါတယ်။တစ်ဖက်မှာလည်းမီဒီယာတွေအင်တာဗျူးတွေမှာတထေးမနဲ့လက်ထပ်တော့မယ့်အကြောင်းတွေကိုပြောနေခဲ့ပြီးတစ်ဖက်မှာလည်းပဲအိမ်ဖော်မာလေးနဲ့အတူတူတိတ်တခုခိုးစားနေခဲ့ကြပြန်ပါတယ်အချိန်ကာလအားဖြင့်နှစ်နှစ်ခန့်ကြာသွားပြီးတဲ့နောက်မှာတော့တထေးမချစ်သူဟာလက်မခံနိုင်တော့ပဲအောင်ရဲလင်းကိုလမ်းခွဲပြစ်စေခဲ့ပါတယ်အောင်ရဲလင်းကတထေးမချစ်သူနဲ့လမ်းခွဲပြီးတဲ့နောက်မှာတော့ပေါ်တင်တင်အိမ်ပေါ်မာလေးကိုလူရှိသူရှိကိုခေါ်ပြလာခဲ့ပြီးရှူတင်တွေထိပါခေါ်ဆောင်လာခဲ့တာဖြစ်ပါတယ်တနေ့မှာတော့ရှူတင်ကိုအင်ဖော်မာလေးကလိုက်မလာတဲ့အတွက်ကြောင့်ဒေါသထွက်တောင်းကြရာကနေပြီးအခုလိုမျိုးတရေအစနာတွေထုတ်ပေါ်လာခဲ့တာဖြစ်ပါတယ်ရှင်။တစ်ဖက်ကကြည့်မယ်ဆိုရင်လည်းပဲချစ်သူကြီးစားရှိပါတော့လဲတခြားသောမိန်းကလေးနဲ့အတူတူဖောက်ပြန်နေခဲ့ခြင်းဟာမကောင်းသောလုပ်ရဖြစ်တဲ့အတွက်ကြောင့်မိန်းသားရဲ့ဂုဏ်ချိန်ဝါတွေမိမ့်ပြောက်ွယ်ခဲ့ရပါတယ်။တစ်ဖက်မှာကလည်းပဲအပြိုနဲ့လူပြိုအချင်းချင်းမြတ်တာမကြတဲ့အတွက်ကြောင့်တဘောကျတက်ကြတာဖြစ်တဲ့အတွက်ကြောင့်လည်းပဲမှန်ကန်တဲ့အနေအထားလေးပါလည်းရှိနေပြန်ပါတယ်။ပရိသတ်ကြီးတို့အနေနဲ့ရောလက်ရှိဖြစ်ပေါ်နေတဲ့တရုတ်ဆောင်မင်းသားကြီးအောင်ရဲလေးရဲ့ပြဿနာပေါ်မှာမိတို့မြညာရှိတီကိုလည်းပဲကောမမှာရေးခဲ့ပြီးလို့ရပါတယ်နော်။